အေးလောကတမောချစ်မြတ်တို့ဟုတ်ပါဗျာကောင်းကျိုးဖြာပြီးမြန်မာပြည်ဟုတ်ကဲ့လူသားဘေးမှာလေးစားကြမဲ့ချစ်ပိတ်သက်ကြီးတွေမဲအလှည့်ကြလာတာကတော့လူသားကောင်းဆောင်လေးပြုံးမင်းသားလေးထက်ပေါ်လာမဲ့နှစ်ပါးတေးရဲ့အမိကလည်းအပြုံးမင်းသားလေးJohnny